လျှက်စစ်မီးတီးကိုဘသူတီထွင်ခဲ့တာလဲလို့မေးရင်လူတိုင်းကသောမက်အက်ဒီဆင်လို့ဖြေကြပါလိမ့်မယ်။ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့အိမ်တွေမှာသုံးနေတဲ့လျှက်စစ်ဓာတ်အားစနစ်ကိုတကယ်တမ်းဖန်တီးပေးခဲ့သူကတော့နီကိုလာတက်စလာဆိုတာသင်သိပါသလား။ဒီပုဂ္ဂိုလ်ကိုအနာဂတ်ကလာတဲ့လူသားဆိုပြီးတော့လည်းတင်စားပြောဆိုကြပါသေးတယ်။ပါရမီရှင်နှစ်ယောက်ရဲ့အားပြိုင်မှုလိမ်လည်လှည့်ပြားမှုတွေနဲ့အဆုံးသတ်မှာတော့တကဘာလုံးကိုအခမဲ့လျှက်စစ်ပေးခြင်းခဲ့တဲ့ထူးခြားတဲ့လူသားအကြောင်းကိုအစအဆုံးပြောပြပေးသွားမှာပါ။ကျွန်တော်ကတော့ Monster 8 ပါနီကိုလာတက်စလာဟာခရိုအေးရှားနိုင်ငံမှာမွေးဖွားခဲ့တဲ့အမျိုးသားတဦးဖြစ်ပါတယ်။သူဟာငယ်စဉ်တည်းက photographic memory ကိုပိုင်ဆိုင်ထားတဲ့သူပါ။တနည်းအားဖြင့်ဓာတ်ပုံရိုက်ထားသလိုမှတ်မိနိုင်စွမ်းရှိတဲ့အပြင်ရှုပ်ထွေးတဲ့စက်ကိရိယာတွေကိုပုံချဆွဲစရာမလိုပဲသူ့ရဲ့အာယုံထဲမှာတိဆောက်ပြီးစမ်းသပ်နိုင်တဲ့ထူးခြားတဲ့ပါရမီရှင်တဦးပါ1884ခုနှစ်မှာတော့သူဟာအိတ်ကက်ထဲမှာဒေါ်လာအနည်းငယ်နဲ့ကြပြာစာအုပ်တအုပ်ပဲပါပြီးအမေရိကကိုရောက်ရှိလာခဲ့ပါတယ်။အမေရိကကိုရောက်တဲ့အခါတက်စလာဟာထိုစဉ်ကနာမည်ကြီးနေတဲ့သောမက်အက်ဒီဆင်ရဲ့ကုမ္ပဏီမှာအလုပ်ဝင်ခဲ့ပါတယ်။လူတွေသိထားကြတဲ့အတိုင်းအက်ဒီဆင်က1889ခုနှစ်မှာလက်တွေ့အသုံးချလို့ရတဲ့မီးသီးကိုအရင်ဆုံးအောင်မြင်စွာတီထွင်နိုင်ခဲ့သူပါ။ဒါပေမဲ့အက်ဒီဆင်ရဲ့လျှက်စစ်စနစ် DC ကအားနည်းချက်တွေအများကြီးရှိနေပါတယ်။အဲ့ဒီအချိန်မှာတက်စလာကကျွန်တော်ပိုကောင်းတဲ့စနစ်ကိုလုပ်ပေးနိုင်တယ်လို့ပြောခဲ့ပါတယ်။အက်ဒီဆင်ကမင်းသား5ဆက်တွေကိုအဆင့်မြင့်တင်ပေးနိုင်ရင်ဒေါ်လာ9000ပေးမယ်လို့ကတိပေးခဲ့ပါတယ်။တက်စလာကလနဲ့ချီပြီးစ조사ပြင်ဆင်ပေးခဲ့ပေမဲ့ပတ်စံတောင်းတဲ့အခါမှာတော့အက်ဒီဆင်ကမင်းကအမေရိကန်တွေရဲ့ဟာတာကိုနားမလည်သေးဘူးပဲဆိုပြီးလောင်ပြောင်ကကတိဖြတ်ခဲ့ပါတယ်။အလောက်ကထွက်လာတဲ့တက်စလာဟာ AC alternating current လို့ခေါ်တဲ့အဝေးကြီးကိုပို့လွှတ်နိုင်တဲ့လျှက်စစ်စနစ်ကိုတီထွင်ခဲ့ပါတယ်။ဒါဟာအက်ဒီဆင်ရဲ့ DC စနစ်ထက်စာပေါင်းများစွာတာလွန်နေပါတယ်။ဒါကြောင့်အက်ဒီဆင်ဟာတက်စလာရဲ့နည်းပညာကိုလူတွေကြောက်သွားအောင် AC လျှက်စစ်ကအန်ဒီရရှိတယ်လို့ဝါဒဖြန့်ခဲ့ပါတယ်။စင်ကြီးတွေကိုလျှက်စစ်နဲ့တိုးပြပြီးတက်ပြတဲ့အထိရုံမာခဲ့တာပါ။ဒါပေမဲ့နောက်ဆုံးမှာတော့တက်စလာရဲ့ AC စနစ်ကပဲတစ်ကမ္ဘာလုံးကိုလင်းထိန်သွားစေမယ့်စနစ်အဖြစ်အောင်နိုင်သွားခဲ့ပါတယ်။တက်စလာရဲ့အိမ်မက်ကပတ်စံချမ်းသာဖို့မဟုတ်ပါဘူး။သူကတစ်ကမ္ဘာလုံးကိုကျိုးမဲ့စနစ်နဲ့အခမဲ့လျှက်စစ်ပေးနိုင်ဖို့ Warden Cliff Tower ကြီးကိုတည်ဆောက်ခဲ့ပါတယ်။ဒါပေမဲ့ရင်းနှီးမြှုပ်နှံတဲ့သူတွေကအခမဲ့ပေးရင်ပတ်စံမရနိုင်ဘူးဆိုတာသိသွားတဲ့အခါမှာရင်းနှီးမြှုပ်နှံမှုတွေကိုရပ်တန့်ပစ်လိုက်ကြပြီးတက်စလာကိုစွန့်ပစ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ကမ္ဘာကြီးကိုပြောင်းလဲပေးခဲ့တဲ့ဒီပါရမီရှင်ကြီးဟာနယူးယောက်မြို့ရဲ့ဟိုတယ်အခန်းလေးတစ်ခုထဲမှာတယောက်တည်းနေထိုင်ခဲ့ရပါတယ်။သူဟာခိုလေးတွေကိုအစာကျွေးရင်းအချိန်ကုန်လွန်စေခဲ့ပြီး1943ခုနှစ်မှာဆင်းရဲမွဲတေစာနဲ့ကွယ်လွန်သွားခဲ့ပါတယ်။သူသေဆုံးပြီးနောက်မှာတော့ FBI ကသူ့ရဲ့သိပ္ပံဆိုင်ရာမှတ်တမ်းတွေကိုလာရောက်သိမ်းဆည်းသွားခဲ့ပါတယ်။သူတီထွင်ခဲ့တဲ့ remote control နဲ့ neon light တွေဟာယနေ့အထိကျွန်တော်တို့အသုံးပြုနေရဆဲဖြစ်ပါတယ်။သူဟာလျှက်စစ်လိုင်းကျိုးမဲ့ဆက်သွယ်ရေးစနစ်အယူအဆတွေကိုအစောပိုင်းမှာ theory အနေနဲ့ဖော်ပြခဲ့သူပါ။ညီကုန်းအနေနဲ့အက်ဒီဆင်ကမီးသီးကိုအရင်လုပ်ခဲ့ပေမဲ့တက်စလာကတော့အဲ့ဒီမီးသီးတွေစီကိုလျှက်စစ်ဓာတ်အားဘယ်လိုပို့ရမလဲဆိုတဲ့စနစ်ကြီးတစ်ခုလုံးကိုဖန်တီးပေးခဲ့သူပါ။တင်ရောဘသူ့ကိုပို့ပြီးလေးစားမိပါသလဲ။အောက်ကကွန်မန့်မှာပြောပြပေးသွားပါအောင်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်။အားလုံးပဲတတား